မေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းတော့ဘေးတွေအန္တရာယ်တွေမတွေ့ခြင်းဘူးမကြုံခြင်းဘူးကိုဘလောက်ကျမ်းမာရေးကောင်းခြင်းတော့ကိုဘလောက်စိတ်ချမ်းသာခြင်းတော့ကိုပြန်စစ်ကြည့်ပါနော်အဲ့လိုပဲတတ္တဝါတိုင်းဟာဘေးရန်ကင်းခြင်းညတယ်ကြောက်ကြတယ်လန့်ညတယ်ဟုတ်လားတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေးကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟေ့ဆိုတာနဲ့ကျမ်းမာခြင်းတဲ့စိတ်ကအထွတ်အထိပ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကဘာလို့နှလုံးစိတ်ဝါငြိမ်းအေးခြင်းတယ်စိတ်ချမ်းသာခြင်းတယ်လောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လားအဲ့လိုမျိုးဘုန်းဘုန်းတို့တွေဟာတတ္တဝါတွေရဲ့နော်အလိုဆန္ဒကိုနားလည်ပြီးတော့တတ္တဝါတွေလိုလားတောင်းတတဲ့ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲကနော်ဘေးရန်ကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိတ်ဝါငြိမ်းအေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုခေါ်တော့မေတ္တာပြီးတော့လူတိုင်းသိနေတဲ့မေတ္တာအကျိုး7မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နတ်များစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တီးရွှင်ကြည်မျက်နှာသေကမတွေ့လားလေပြမှာဆက်တဖြာသည်မေတ္တာပွားမှုအကျိုးတွေမေတ္တာတရားရဲ့စွမ်းရည်တတ္တိအကျိုးပေးအန္တိသင်ကြီးမားပုံကိုဘုရားလွယ်လို့ဘယ်သူမှတိတိကျကျပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်တယ်နော်မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထပ်ခါဖြစ်အောင်ကျိုးပန်းအားထုတ်သင့်တယ်ပေါ့ဟုတ်လားတနေ့3ခါအိုးတရားဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နှုတ်တညစ်စာကျိန်3ခါမျှမေတ္တာပွားများကြိုးကြီးမားသည်ဘုရားမြတ်စွာမိန့်ခွန်းတည်းရဘူးတယ်မို့လားနော်တနေ့ကို3ခါအိုးကြီးတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတွဲလောက်3ချိန်လောက်စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအန္တိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့အလိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာဗုဒ္ဓနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမိလောင်တာတွေနည်းအောင်ဘုံဘုံတို့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမေတ္တာထားတယ်မေတ္တာဘာဝနာပွားများတယ်ဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလည်းတစ်ပိုင်းပေါ့ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်သက်သာရာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါသွားအောင်ဘုန်းဘုန်းတို့ဒီရွယ်ချက်နဲ့လည်းမေတ္တာကိုပွားရတယ်။များသောဖြင့်ဘုန်းဘုန်းတို့စိတ်တွေကနော်အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်းပဲသက်မဲ့တွေပေါ်မှာဖြစ်တာတဲ့သက်ရှိတွေပေါ်မှာဖြစ်တာကအပုံကြီးများတယ်ဟုတ်လားသက်ရှိတွေမှာ